British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel လေးပြန်လည်ကြိုဆိုလိုက်ပါရှင် British တွေကတော့တက်ဆက်ပေးမယ်သတင်းကြောင်းတွေကတော့ဖက်တီမာရဲ့စိတ်မကောင်းစရာသတင်းတွေပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေအောင်မြင်လာတဲ့စီးပွားရေးနောက်ကွယ်မှာအကတိတွေရှိနေတဲ့ဆိုပြီးသတင်းတွေထွက်ပေါ်လာတဲ့ဖက်တီမာဟာအားလုံးသိကြတဲ့အတိုင်းပဲမျက်လက်ပြသလိုမယုံနိုင်စရာပြောင်းလဲတွေနဲ့ချမ်းသာကြွယ်ဝလာတဲ့သူဖြစ်ပါရယ်တစ်ချိန်ကဥပိန်ဒရာမှာအချိန်ပေါင်းရောက်ရင်းနဲ့အကျွေးနွယ်နှစ်ခဲ့ရပေမဲ့လက်ရှိချိန်မှာတော့ဖက်တီမာရဲ့ဘဝကလောဝကိုကွာခြားသွားခဲ့ပြီဖြစ်ပါတယ်။အကျွေးနွယ်နှစ်ခဲ့ရတဲ့ဘဝကနေအလူတကာမကြီးဖက်တီမာဖြစ်လာခဲ့လည်းဖြစ်ပါတယ်။ဒီလိုပြောင်းလဲလာတာကလည်းအချိန်တစ်နေ့ပဲကြာခဲ့ပြီးမြန်မာစကားတွေထဲမှာတစ်နှစ်ခန့်ကြာတော့ဆိုပြီးစာရန်ထိုးလိုက်တယ်လို့ဘဝကပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။တရားကြီးအနီတဝိုက်ကဇေတဲ့တွေကိုပြန်တဲ့အကျိုးပြုနိုင်တဲ့ဘဝကိုရောက်ရှိသွားခဲ့တယ်လို့ရိုင်းနဲ့အင်္ဂလိပ်ကနေတိမ်ထောင်ချီတန်တဲ့အင်ကြီးရွှေတွေငွေတွေဆိုင်ခွင့်များစွာနဲ့စရုံများစွာကိုပိုင်ဆိုင်တဲ့တထေးမကြီးဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဖက်တီမာဟာတထေးမကြီးဖြစ်လာတာနဲ့အမျှအလူတန်းတွေကိုလည်းလက်နဲ့မကွာပြုလုပ်ခဲ့တာဖြစ်ပါတယ်။မိသားစုတွေလည်းအလူကြီးချင်းပခဲ့သလိုသားလေးကိုလည်းရှင်ပြုပေးခဲ့ပြီးတဲ့နောက်မှာလည်းလိုအပ်တဲ့နေရာတွေမှာလက်လူတန်းပေးနေတာဖြစ်ပါတယ်။အထူးသဖြင့်သူနဲ့အတူဘဝကိုရုပ်ကနေခဲ့ရပြီးဥပိန်ဒရာကဈေးသက်တွေကိုမမေ့ပဲကူညီပေးခဲ့သလိုမကြသေးခင်ကလည်းဒုက္ခအတူတူခံခဲ့မှုတဲ့ဈေးသက်တငယ်ချင်းတယောက်ကိုလည်းစေနကတ်တလဲလက်ဆောင်ပေးခဲ့တဲ့ကြောင်းသိရပါတယ်။ဒါတင်မကသေးပဲဖက်တီမာဟာအမြဲလိုလိုရွှေဆိုင်မှာရွှေတွေလုပ်ပြီးချမ်းသာမှုပြည့်ရုပ်တွေနဲ့ဆူဆောင်တတာဖြစ်ပါတယ်။ဒီအချက်တွေကြောင့်ပဲဖက်တီမာအပေါ်မှာတန်တရားအစဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တချို့ကဝန်တာပေးခဲ့ကြပေမဲ့တချို့ကတော့မယုံနိုင်အောင်ဖြစ်နေကြတယ်ဖြစ်ပါတယ်။တကယ်ဆိုရင်တော့ဖက်တီမာရောင်းတဲ့အချိန်ပေါင်းနဲ့9ရေခွန်ကျော်လို့အစားအသောက်တွေကအမျက်နဲ့ပြီးနောက်ဖေးယုံပဲရှိတာမလို့ယူဆကြတာကြောင့်တရက်စီပွဲရဲ့နောက်ွယ်မှာအာဂရီမှုတွေနဲ့လက်မဲကြီးတွေရှိနေမလားလို့ပြောဆိုနေကြတယ်ဖြစ်ပါတယ်။ဒီလိုဝေဖန်မှုတွေပေါ်မှာဖက်တီမာကဝန်နဲ့ပလက်နဲ့ပြန်လဲဖြည့်ရှင်ထားဖြစ်ပါတယ်။သူဟာကိုဝန်ကြီးနဲ့တောင်နေမနာညမနာစူးစမ်းခဲ့တယ်လို့အခုလိုရက်လက်တွေထွက်လာတာကိုမစာမနာပြောရလက်ချင်းဆိုပြီးငိုကြွေးနေခဲ့လည်းဖြစ်ပါတယ်။အချိန်ပေါင်းနဲ့9ရေခွန်ကျော်တွေဟာတကယ်တမ်းရောင်းရတရက်ကိုအမျက်သိမ်းချီကျော်သွားခဲ့တယ်လို့တခြားသောသမားအာဇီဝကြတဲ့ကိုပစ္စည်းတွေကိုလည်းစူးစမ်းရောင်းချခဲ့လို့ယခုလိုဘဝမျိုးရရှိခဲ့တာဖြစ်ကြောင်းဖက်တီမာကတော့ပြန်လဲပြီးတော့ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ဂျူရီအနေနဲ့ရောနေ့ချင်းညချင်းချမ်းသာလာတဲ့ဖက်တီမာအပေါ်မှာပရိသတ်တွေကဘယ်လိုများမြင်ခဲ့ကြပါသလဲရှင်